야스케 제지로 치마마래 야스케 포스타운 진짜 근데 비트네 체인들로 병병 야스케 아까운 예아마 네 알로 잠나서 가면서တွေ့ရှိရ အဲ့သူပဲဖျားခင်ကျေးဇူးကိုချီးမွမ်းပါတယ်ဒီလကတော့ကျွန်တော်တို့ခရစ်ယာန်တွေရဲ့ကျေးဇူးတော်ချီးမွမ်းရာအိမ်တော်ရက်တတစ်ပတ်ဘာဖြစ်တဲ့အတွက်ကြောင့်မလို့မိသားစုဝင်တွေတစ်နှစ်တာလုံးဖျားခင်ရဲ့ကွယ်ကာမှုလမ်းပြမှုအောက်မှာဘယ်လိုမျိုးတွေ့ကြုံခဲ့တယ်ခက်ခဲတွေတွေ့ခဲ့မှာပဲပြဿနာတွေရှိခဲ့မှာပဲဘယ်လိုကြော်ဖြတ်ခဲ့တယ်ဒီနေ့ဘုရားဘုန်းတော်ထင်ရှားဖို့ကျွန်တော်တို့အသင်းတော်မှာဘုရားသခင်ရဲ့တည်ဆောက်တဲ့အိမ်ကျောင်းတရားဒေသနာဝင်ရတဲ့အခါမှာကျွန်တော်တင်းရချာနော်ကျေးဇူးတော်ကိုချီးမွမ်းပြီးတော့နားထောင်ကြရအောင်စက္ကန့်ကြရအောင်အောက်ငယ်၌ရှိတော်မူသောဖာဘုရှင်ဖျားကိုချီးမွမ်းပါလေဘုရှင်ဖျားရဲ့ပို့ဆောင်ခြင်းအောက်မှာဗေဒိတင်တော်ဒီယနေ့တိုင်အောင်ဤမြို့ဤနေရာဤနိုင်ငံဤရဒေတာဤသင်တော်မှာကိုရောကိုဝပြုကိုးကွယ်ဖို့ကိုရောယနေ့တိုင်အောင်ပို့ဆောင်ခဲ့တယ်ဝပြုကိုးကွယ်ဝင်ပေးခဲ့တယ်ချီးမွမ်းဝင်ပေးခဲ့တယ်ဒူဒူဝါဆုယုံနဲ့ကိုရောကိုဆုတောင်းပတနာပြုခွင့်ပေးခဲ့တဲ့အတွက်အလုံးစုံကျေးဇူးတော်ချီးမွမ်းပါတယ်။အဖေဗေဒိတင်တော်ကိုအစဉ်တိုင်းဆက်လက်ကြီးထွားခြင်းအခွင့်ကိုပေးပါ။ဒီနေ့လာရောက်ကြတဲ့သာသမီအကြီးငယ်ဆုံးကြီးဆုံးမှအငယ်ဆုံးတိုင်အောင်ကိုရှင်ကောင်းကြီးပေးလက်ဒီနေ့တရားဒေသနာအပေါ်မှာတိဆောက်စရာကောင်းကြီးမင်္ဂလာခွန်အားရစရာဖြစ်စေတဲ့သူတို့တက်တာမှာကိုရှင်ဖျားကိုတား၍ဥထိတ်ထားတဲ့တက်တာနဲ့အိမ်တော်ကိုတိဆောက်နိုင်သောသူများဖြစ်စေတော်မူပါဒီနေ့ဝင်ကမဲ့ကျွန်တော်နှုတ်ဆက်ပါဇက်ကိုလည်းကောင်းကြီးပေးပါဘုရားခင်လိုရတဲ့ညီဝင်ကဟောပြောနိုင်ဖို့ရဤနှုတ်ကိုဗိသိက်ပေးကောင်းကြီးပေးတဲ့အသုံးပြုတော်မူပါမိကြောင်းတပါးတော်သားတော်သခင်ယေရှုခရစ်ဖျားရဲ့နာမတော်မြတ်ကိုအမိပြုလဲအလွန်ယိုသေးသောကျေးဇူးတော်ချီးမွမ်းဆုတောင်းတဲ့တရားဒေသနာကိုအစပြုပါ၏အာမင်အိမ်တော်မိသားစုနဲ့ပတ်သက်တဲ့ကျမ်းပိုက်တွေအများကြီးရှိပါတယ်ဒါပေမဲ့ယနေ့စာလံကျမ်းခန်းကြီး129ခန်းငယ်1က9ကိုဖတ်ကြည့်ရင်ဘုရားသခင်ပြင်ဆင်ပေးထားတဲ့ဘုရားသခင်ဦးဆောင်တဲ့ဘုရားသခင်တည်ဆောက်တဲ့အိမ်တော်မိသားစုရဲ့အသက်တာကို129မှာဖော်ပြထားတယ်။ဒါကြောင့်မလို့ခေါင်းစဉ်လေးကိုကဘုရားသခင်တည်ဆောက်သောအိမ်တဲ့။တော့ဖတ်ကြည့်ရအောင်။ထာဝရဘုရားသည်အိမ်ကိုစောင့်တော်မူလင်စောင့်တော်သူတို့သည်အချီးနှီးလှုပ်ဆောင်ကြ၏ထာဝရဘုရားသည်မြို့ကိုစောင့်တော်မူလင်ကင်းဆောင်တို့သည်အချီးနှီးဆောင်ကြ၏စောစောထားလက်ညှိနဲ့တည်တိုင်အောင်အိပ်ပဲနေလက်ပင်မစွာအစာစားလက်နေတော်လဲအကျိုးမရှိအိပ်ပျော်ရသောခွင့်ကိုချစ်တော်မူသောသူတို့အားအမှန်ပေးတော်မူဖွားမြင်သောသားသမီးတို့သည်ထာဝရဘုရားဆုချ၍ပေးသနာတော်မူသောအမွေဥစ္စာဖြစ်ကြ၏အသက်ပြိုစဉ်ဖွားမြင်သောသားသမီးတို့သည်စစ်သူရဲ့လက်၌ရှိသောမြားကဲ့သို့ဖြစ်ကြ၏မိမိမြားသောသူတို့နှင့်ပြည့်စေသောသူသည်မင်္ဂလာရှိသူတို့သည်ရှက်ကြောက်ခြင်းမရှိရန်သူတို့ကိုဝင်ပေါက်တကားဝါ၌စီးတားကြလေဒီကျမ်းပိုက်ကလေးကိုဖတ်လိုက်တာနဲ့အိမ်တော်မိသားစုရဲ့တည်ဆောက်တဲ့ပုံစံကိုကျွန်တော်တို့တွေ့ရတယ်ဒီမှာရှိတဲ့ကမ္ဘာပေါ်မှာပေါ့နော်ဗေဒီသင်တို့မှာရှိတဲ့မိသားစုတွေကမ္ဘာပေါ်မှာရှိတဲ့သူတွေရဲ့မိသားစုတွေလူတိုင်းကကိုယ့်ရဲ့အိမ်တော်မိသားစုကိုပုံစံအမျိုးမျိုးနဲ့စူးစမ်းပြီးတော့တည်ဆောက်နေကြတယ်။ကောင်းမွန်အောင်ဒီတစ်နှစ်ပြီးတစ်နှစ်ပို့ပြီးကောင်းမွန်လာအောင်စူးစမ်းပြီးတော့မိသားစုတွေတည်ဆောက်ကြတယ်။ပို့ပြီးတော့ချမ်းသာကြွယ်ဝမှုရအောင်ပျော်ရွှင်အောင်ဝမ်းမြောက်အောင်ကျမ်းမာအောင်ဒီမျိုးစုံနဲ့စူးစမ်းပြီးတည်ဆောက်နေကြတဲ့သူတွေကြီးပဲဘယ်သူမှတော့ကိုယ့်မိသားစုကိုပျက်စီးအောင်ဆုံးရှုံးအောင်ဘယ်သူမှတော့မတည်ဆောက်ကြဘူးเนาะဒါပေမဲ့ကနောက်သာကြွယ်ဝအောင်ကျမ်းမာအောင်တိုးတက်အောင်လုံခြုံအောင်ပုံစံမျိုးမျိုးနီးမျိုးမျိုးနဲ့တည်ဆောက်ပြီးတော့အနာဂတ်စီမံကိန်းကြီးကိုပါဆွဲနေကြတဲ့သူတွေရှိကြတယ်အာဘယ်နှစ်ကျရင်မလုပ်မယ်ဘယ်နှစ်မှာတော့ငါတို့ဘယ်လိုအစီအစဉ်တွေပြုကြမယ်မိသားစုအတွက်ကိုယ့်ရဲ့သားသမီးတွေဆိုရင်ကိုယ့်ရဲ့သားသမီးအတွက်
ကျွန်တော်ဆိုလဲကျွန်တော်သမီးလေးအတွက်ဘောနော်ခုကြောင်တစ်နှစ်ပြီးတယ်ကြာခင်မှာသူကဘဝရဲ့ထုံးစံတိုင်းဘောနော်အိမ်တော်ကိုအစာပြရမယ်ဒါတော့သူ့အတွက်ခင်မွန်းတဲ့ကောင်သူ့ရဲ့သားသမီးတွေစတဲ့အရာတွေအတွက်ကိုလူတိုင်းက plan ဆွဲတယ်ကျွန်တော်မိသားစုလည်း plan ဆွဲပါတယ်ဒါပြပြရတာပေါ့နော်ဆိုတော့ဒါပေမဲ့ယခုဖတ်သွားတဲ့စာလံ129ကကျွန်တော်တို့ကိုသတိပေးနေတယ်ဘာလို့သတိပေးတာလဲလူတိုင်းကအိမ်ကိုစောင့်တဲ့အခါမှာအိမ်ရဲ့ plan ကိုမစောင့်ခင်မှာ architect ကဆွဲရတယ်နော်ပုံဆွဲပညာရှင်အပေဘလောက်ကျယ်ဘလောက်ဘေးနေရာနေရာဘယ်လိုမျိုးအထဲထဲမှာဘယ်လိုဖွဲ့စည်းမယ်ဘယ်လိုခိုင်ခန့်အောင်လုပ်မယ်ဘယ်လိုလှပအောင် decoration လေးတွေနဲ့ပြုပြင်မယ်ဘာတွေထည့်မယ်ဘယ်လိုဖိုးတန်တဲ့အရာတွေသုံးမယ်အိမ်ကိုကြည့်လိုက်တာနဲ့ဘေးကကြည့်အဝေးကကြည့်အနောက်ကကြည့်အထက်ကကြည့်အပေါ်ကကြည့်ဘယ်လိုပုံစံမျိုးနဲ့ကြည့်အစင်ပြေအောင်လူတွေချီးမွမ်းအောင်လှအောင် architect ဆိုတဲ့ပုံဆွဲပညာရှင်တွေကလည်းပုံဆွဲပြီးတော့သူတို့ရဲ့ဉာဏ်ပညာလေးနဲ့အိမ်တစ်ခုကိုသူတို့စောက်ဖို့သူတို့စီမံကြတယ်။စာမတရား29ကတော့ပြောနေတာကတော့မင်းတို့လူဉာဏ်လူစွမ်းတတ်ပြီးလူခွန်အားပိုင်ဆိုင်တဲ့မင်းတို့ရဲ့ဥစ္စာဒနာကျွယ်ဝမှုတွေဉာဏ်ပညာတွေနဲ့တည်ဆောက်ဖို့အနာဂတ်မှာစီမံကိန်းဆွဲနေတဲ့အရာတွေကအနတ္တဘာမှမဖြစ်ဘူး။ဘာကိုပြောနေတာလဲမင်းတို့လုပ်နေတဲ့အရာကကိုယ်တွေးနဲ့ကိုယ်ခွန်အားနဲ့ကိုယ်စွမ်းနဲ့ကြိုးစားပြီးလုပ်နေတဲ့အတွက်ကြောင့်မို့လို့အရာမထင်ဘူး။ဘာဖြစ်လို့လဲဖရာသခင်တီဆောက်တော်မမူလင်စောက်တော်သူတို့ဒီအချီးနီးလှုပ်ဆောင်ကြ၏ဒီချမ်းပိုက်ကိုပေါ်ပြတာဒီချမ်းပိုက်ကိုဘာကြောင့်ပေါ်ပြတာလဲဖရာကိုဥထိတ်ထားစေခြင်းနဲ့လူများစုကဘာလို့ပဲကိုယ်တဏမှာအားကိုးနေကြလဲကိုယ့်ရဲ့ခင်မွန်းတဲ့ကိုယ့်ရဲ့ယောက်ျားကိုယ့်ရဲ့သားသမီးတချို့ကျတော့ကိုယ့်ရဲ့မိဘတွေကိုယ်နဲ့ဆိုင်တဲ့ပညာတွေလားအလုံးစုံပေါ်မှာဦးစားပေးပြီးစဉ်းစားပြီးတွေးခေါ်ပြီးတော့အနာဂတ်စီမံကိန်းကိုပြုလုပ်ဖို့စဉ်းစားနေကြတယ်။ဒါပေမဲ့စာလံ129ကပြောတာကမင်းတို့ဘလို့ပဲမင်းတို့ဘဝမင်းတို့မိသားစုအိမ်ကိုတိဆောက်အဲ့ဒီမှာဖရာမပိုင်မင်းတို့စောက်တဲ့သူတွေကြိုးစားတဲ့သူတွေအားလုံးလားတဲ့အချီးနီးလှုပ်ဆောင်တယ်ကျိုးရှိဖရာကကျောင်းကအပြင်သတိပေးနေတယ်ရှင်ရောခရစ်ဝင်ကျမ်းခန်းကြီး15ခန်းငယ်9မှာလဲသခင်ယေရှုကထပ်ပြီးသတိပေးတယ်ငါသည်သပြည့်နွယ်ပင်ဖြစ်၏သင်တို့သည်အခက်များဖြစ်ကြ၏အကျဉ်သူသည်ငါ၌တည်၍ငါသည်လည်းသူ၌တည်၏ထိုသူသည်များစွာသောအသီးကိုတည်တတ်၏ငါနှင့်ကိုယ်လေသင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်ဘူးသခင်ယေရှုကထပ်ပြီးသတိပေးတယ်ငါကသပြည့်နွယ်ပင်ပဲမင်းတို့ကငါရဲ့အကိုင်းခက်ကလေးတွေဖြစ်တယ်သပြည့်နွယ်ရဲ့ပင်ရဲ့ဥပမာနဲ့ဒီနေ့ကျွန်တော်တို့အရောက်စီတိုင်းကိုခရစ်တော်ကလည်းသတိပေးတယ်ကျွန်တော်တို့ကခရစ်တော်ရဲ့အကိုင်းခက်ကလေးတွေဖြစ်တယ်ကျွန်တော်တို့ရဲ့အကိုင်းခက်ကလေးတွေကရှင်သန်ဖို့ကြီးထွားဖို့အတွက်ကိုဘာလို့လဲပင်စီဖြစ်တဲ့ခရစ်တော်ရှိကနေပြီးတော့အစွမ်းနေအားတွေအရာအားလုံးလိုအပ်တယ်ဒီကိုင်းခက်ကလေးတွေကိုကျွန်တော်တို့ချိုးလိုက်လို့ရှိရင်ကွာသွားလို့ရှိရင်တဲ့ကျွန်တော်တို့ဘယ်အမှုကိုမှမတတ်နိုင်ဒီပင်စီဖြစ်တဲ့ခရစ်တော်နဲ့အတူတည်နေလို့ရှိရင်တော့ကျွန်တော်တတ်တာမှာများစွာသောအသီးကိုတည်နိုင်တယ်သတိပေးတာလူဆိုတာကအတိုင်းအတာတစ်ခုအထိစွမ်းဆောင်နိုင်တယ်လုံနိုင်တယ်အိုင်ဆိုင်နိုင်တယ်တတ်နိုင်တယ်ဒါပေမဲ့ဖျားကိုပြန်ကြည့်လို့ရှိရင်ဖျားဆိုတာကအတိုင်းထက်အလုံးစုံကိုတတ်နိုင်တယ်လုံနိုင်တယ်ပေးနိုင်တယ်ဘာကွာလဲဖျားနဲ့အကွာကြီးပဲအဲ့လိုကွာခြားမှုပေါ်မှာကျွန်တော်တို့ဘု து ပေါ်မှာမိခိုဖို့လိုတယ်129ကပြောတယ်မင်းတို့အိမ်ကိုဘလို့ပဲစောက်ဖျားသခင်မစောက်လို့ရှိရင်လကားပဲအချီးနီးပဲဖျားမပါရင်မင်းတို့ဘဝသက်တာလည်းလကားပဲမင်းရဲ့မိသားစုလည်းလကားပဲမင်းရဲ့သားသမီးလည်းလကားပဲတချို့ကျတော့ဘု து ကိုအားကိုးတယ်အဖေကိုအားကိုးတာဖေဟောင်းအားကိုးတချို့ကျတော့အမေကိုအားကိုးတာတချို့ကျတော့ယောက်ျားကိုအားကိုးတာတချို့ကျတော့ကိုယ့်ရဲ့မိန်းမကိုအားကိုးတာတချို့ကျတော့တခြားအရာတွေကိုအားကိုးတာ
ဒါပေမဲ့ယနေ့ချမ်းသာပြောနေတယ်ထာဝရဘုရားကမင်းတို့မတိဆောက်ပေးမင်းတို့ရဲ့လှုပ်ဆောင်မှုကအလကားပဲချင်းကြီးပဲထိုနည်းတူပဲခရစ်တော်ကလည်းပြောတယ်ငါကစပင်းလွယ်ပြီးမင်းတို့ကငါရဲ့ကိုင်းခက်တွေမင်းတို့ငါနဲ့ကြွာလို့ရှိရင်ဘာမှမလုပ်နိုင်ဘူးဒါပေမဲ့မင်းတို့ငါနဲ့ရှိလို့ရှိရင်မင်းတို့ဘာဖြစ်လဲအသီးကိုတော့ဒီသီးအောင်တယ်ဒါအောင်ကျွန်တော်တို့သတိထားဖို့လိုတယ်အတ္တမှန်ပါတယ်တခါလေကြားလို့ရှိရင်ဘုရားသခင်ကမင်းတို့ဉာဏ်ပညာပေးထားတာပဲမင်းတို့ကဉာဏ်ပညာကိုမသုံးပဲတစ်ချိန်လုံးထိုင်ပြီးတော့ဘုရားအော်နေတယ်ဘေးကပတ်ဝန်းကျင်ကလူတခါလေကျွန်တော်တို့ကိုသတိပေးတယ်ပြောတယ်ကျွန်တော်တို့ကခရစ်ယာန်ယုံကြည်သူဆိုတာကဘာကိုယနေ့ကျွန်တော်တို့ဦးစားပေးရယနေ့ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကိုကျွန်တော်တို့ဦးစားပေးဖို့လိုတယ်ထပ်ပြီးတော့ရှင်လုကာပြုကျမ်းခန်းကြီး6ခန်းငယ်49မှာထပ်ပြီးတော့ဘဝရဲ့အတ္တမှာဘလို့တည်ဆောက်ရမလဲဆိုတာကိုထပ်ပြောပြတယ်ငါထံသို့လာ၍ငါစကားကိုကြားသည့်တိုင်နားထောင်တော်သူသည်အဘယ်နုတူသည်နည်းဟူကားတိုက်ကိုစောင့်တော်သူသည်နက်စွာတူး၍ကြောက်ပေါ်မှာတိုက်မြစ်ချတော်သူသည်အပြောလို့ရည်ဘုရားခင်ရဲ့စကားတော်ကိုကြားနာပြီးတော့အတ္တမှာတည်ဆောက်တဲ့သူတယောက်ရဲ့အတ္တကတိုက်ကိုတည်ဆောက်တဲ့အခါမှာနက်စွာတူးပြီးတော့ကြောက်ပေါ်မှာတိုက်မြစ်ချတဲ့သူတယောက်ရဲ့အတ္တနဲ့တူတယ်နော်ဒါကြောင့်မလို့မြည်ရလာတဲ့အခါမှာစီးတဲ့အခါမှာတိုက်ကိုရိုက်ခတ်တဲ့အခါမှာကြောက်ပေါ်မှာတည်တော့ကြောင့်မလှုပ်နိုင်လှုပ်တော့မလှုပ်နိုင်ဘုရားသခင်နဲ့တွာလာတတ်တဲ့အသက်ရှင်တတ်တဲ့လူတယောက်ရဲ့ယုံကြည်သူတယောက်တတ်တာမှာကြိုက်တဲ့ဒုက္ခပြဿနာတွေလာပါလေတိုက်ခိုက်မှုတွေလာပါစေစာရန်ရဲ့ထိုးနှက်ချက်တွေလာပါစေဒါပေမဲ့လှုပ်တော့မလှုပ်နိုင်ဒီနေ့လူသားမှန်ခရိယာပဲဖြစ်ဖြစ်ယုံကြည်သူပဲဖြစ်ဖြစ်မယုံကြည်သူပဲဖြစ်ဖြစ်စုံစမ်းနှောက်ယှက်ခြင်းဆိုတာတော့တွေ့မှာပဲပြဿနာဆိုတာတွေ့မှာပဲဝမ်းနည်းခြင်းဆိုတာရှိသလိုဝမ်းမြောက်ခြင်းဆိုတာလည်းရှိမှာပဲချမ်းသာခြင်းဆိုတာရှိသလိုဆင်းရဲခြင်းဆိုတာလည်းတွေ့မှာပဲဒါပေမဲ့ခုနပြောခဲ့သလိုပဲတိုက်ပေါ်မှာတိဆောက်တဲ့သူတယောက်ရဲ့အတ္တမှာတဲ့မြည်ရည်ထသဖြင့်ရေစီး၍တိုက်ကိုရိုက်ခတ်တဲ့အခါကြောက်ပေါ်မှာတည်တော့ကြောင့်မလုံနိုင်တာဘာဖြစ်လို့လဲခရစ်တော်ကပြောပြတယ်ငါထံသို့လာ၍ငါစကားကိုကြားသည့်တိုင်နားထောင်သောသူဖြစ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဒီຢာတွေကကျွန်တော်ခွန်အားရတယ်ဖြစ်တယ်ယခု2025ရဲ့နိုဝင်ဘာလနောက်လဆိုရင်ဒီဇင်ဘာ2025ရဲ့နောက်ဆုံးလဖြစ်တယ်နေ့တစ်နေ့အဆုံးပိုင်းကိုတဖြည်းဖြည်းရွေ့လာပြီကျွန်တော်တက်တာမှာများစွာသောအရာတွေကျွန်တော်တွေ့ကြုံခဲ့ပြီးပါတယ်ဝန်နေခြင်းပြောမလားဝမ်းမြောက်ခြင်းပြောမလားချမ်းသာခြင်းပြောမလားဆင်းရဲခြင်းပြဿနာလားဘာအစုံပဲဒီမနေ့ကျွန်တော်ဇနီးတယ်ကျွန်တော်ကားသွားပြီးတော့အလုပ်ကနေသွားကြိုလာတယ်ကြိုလာတော့ကားမောင်းလာတယ်အေးစစ်စစ်ပဲမိပွိုင်းကကျွန်တော်မိပွိုင်းကစိမ့်တော့ကျွန်တော်ကထွက်လို့လုပ်တော့အရှိရဟိုဘက်ကလာတဲ့ခါကျဝိုင်းဆိုမီနီကိုပြတ်ပြီးမောင်းဒီကောင်မီနီကိုပြတ်မောင်းသွားတယ်ပေါ့ကျွန်တော်ကလည်းဆက်ပြီးတော့ဆက်မောင်းလာတယ်ကိုယ်ပဲလည်းလုပ်တော့နောက်တစ်စီးရလဲအော်တူလာနေပေါ့မီနီနေတူလည်းရမှာပဲကျွန်တော်မိမကျွန်တော်လည်းဟဲသူမရဘူးမင်းနေရလိုက်လို့ကျွန်တော်ရလိုက်သူဖုတ်ချရှိရတယ်တော့ဘုရားမပါရင်ကျွန်တော်တို့ရဲ့အစွမ်းတတ္တိရလက်ခါပဲဘုရားခင်ရဲ့ကွယ်ကာမှုဆိုတာနိုင်စက္ကန့်နိုင်မှလို့ငါမှန်နေတာပဲငါဘက်ကမိစိမ့်နေတာပဲငါမောင်းနေလေမောင်းလေတိုက်မှာပေါ့တိုက်ရင်ဘာဖြစ်မှာလဲတယောက်ယောက်ကတော့အသက်ဆုံးမှာပဲဘာလို့ဟိုဘက်ကလာတဲ့လူရဲ့ speaker နဲတာလို့အရှိန်ကပြောချင်တာဘုရားရဲ့ကွယ်ကာမှုဆိုတာနိုင်စက္ကန့်လေးမှာစက္ကန့်မှာအဲ့တော့ကျွန်တော်အများနဲ့ဆုတောင်းတယ်နိုင်တိုင်းစက္ကန့်တိုင်းနေ့ရက်တိုင်းခြေလန်းတလန်းစီတိုင်းမှာဖျားရဲ့ကွယ်ကာဆောက်ရှောက်မှုအာကိုမှန်နေတာပဲငါတော့ကားကောင်းသားကြီးစီးလို့ငါကတော့မှန်နေလို့
တင်မှန်တာတင်ကားကောင်းစားရေးစီးတာဘလိုမျိုးကားကိုပဲစီးစီးဘလိုမျိုးပဲကားမောင်းတဲ့ဥပဒေတွေကိုပဲကျွမ်းကျင်အဲ့ဒါတွေကလကားပဲဖះမပါရင်ကြံတဲ့လူကကိုယ်ဝင်တိုက်ပါပဲတချို့ဆိုလို့ရှိရင်ဘာလုပ်လဲကြောက်တုံးကိုတိုက်ပြီးဒုံးလို့ခုန်ပြီးတော့ကိုယ်ကားပေါ်တော့လာပြီးတော့ကိုယ်ပါပြည့်တယ်ကားထဲမှာနေနေသေသွားတဲ့လူအများကြီးရှိတယ်ဒါမှမဟုတ်ဖះခင်ဆိုတဲ့အရာကယနေ့ကျွန်တော်တို့တတိထားဖို့လိုပါတယ်ဖះခင်ကဘာလဲလူတချို့ကတော့မဖြစ်နိုင်တာမှမရှိဘူးကြိုးစားရင်ဖះတော့ဖြစ်နိုင်တယ်ကျွန်တော်တို့ကြားဘူးလေဗမာပြည်မှာကျွန်တော်တို့ဗမာပြည်ကလာတဲ့လူတွေအများကြီးပြောနေကြတယ်မင်းကြိုးစားလေကြိုးစားရင်ဖြစ်မှာမင်းကြိုးစားဖះတော်ဖြစ်မယ်လို့ဒီမှာပြောရတာပဲဘာကြောင့်ပြောတာလဲအဲ့လိုဖះဆိုတဲ့ဖះကိုဖះအစ်စ်ကိုသူနားမလဲလို့မသိလို့ဖះလို့လုံနိုင်တယ်ဆိုလို့ရှိရင်ယနေ့ကျမ်းစာထဲမှာရှိတဲ့လေမုန်တိုင်းကိုငြိမ့်နေလို့တခရစ်တော်ပြောတယ်သူတို့ငြိမ့်နိုင်တယ်ဣသေလတွေဒီယော်ဒန်မြစ်ကြီးကိုကူးတဲ့အခါမှာဒီမြစ်ရေကနှချမ်းကွဲသွားတယ်ဆိုတဲ့အရာတွေကလူလုံနိုင်တာမလုံနိုင်တဲ့အရာတွေလူမလုံနိုင်တဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ယနေ့လူတွေကတော့သူတို့ကိုယ်သူတို့မဖြစ်နိုင်တာကြိုးစားရင်ဖះတော်ဖြစ်နိုင်တာပဲမဖြစ်နိုင်တာဘာမှမရှိဘူးဆိုပြီးတော့ပြောနေကြတဲ့ပတ်ဝန်းကျင်မှာလူတွေအများကြီးရှိတယ်ဂယုဆိုင်ပါဒီလူတွေကယနေ့ကျွန်တော်တို့ကိုးကွယ်တဲ့ဖះเจ้าကိုမသိလို့ပြောနေတာဖြစ်တယ်ကပောင်ကျမ်းကိုဖတ်ကြည့်ဖះခင်ရဲ့ဖန်ဆင်းခြင်းကိုတွေ့ရတယ်ဖះခင်ဖန်ဆင်းခဲ့တာဒီကဘာကြီးကိုနှုတ်တော်နဲ့ဖြစ်စေလို့ဖန်ဆင်းခဲ့တာကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတာအလင်းအမှောင်ရေပင်လေကုန်းမြေတစ်ပင်တလိษံလူအားလုံးကိုဖះကတကူတော်နဲ့ဖန်ဆင်းခဲ့တာဒါကိုတချို့လူတွေကမသိဘူးဒါပေမဲ့အဲ့နောက်မှာတခါတလေခရစ်ယာန်တွေပါသွားတယ်ဒါကြောင့်မလို့အာရန်ကြဆုံးသွားတယ်မွေကအေးဝကိုဖျားယောင်တွေးဆောင်တဲ့အခါမှာအာရန်ရောအေးဝရောနှစ်ယောက်စလုံးကြဆုံးသွားတယ်ဒါတော့အဲ့ပုံမြင်အဲ့ကြောင်းလေးကိုကျွန်တော်ခံစားရတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်လည်းမကြသေးခင်ကဖြစ်တယ်နောက်ဇနီးတွေကအိမ်မက်မက်တယ်ငါးတွေပိုက်လာတယ်ငါးတွေထွက်နေတယ်နေသွားထိုးတယ်သူကအလုပ်သွားတယ်ကျွန်တော်ကိုခိုင်းတယ်ကျွန်တော်ကလည်းအလုပ်ကပြန်လာတယ်6နာရီခွဲလောက်မိုးကလည်းမှောင်နေပြီအိမ်ရောက်တယ်အိမ်ရောက်တော့ပင်မန်းပြီထိုင်လို့လည်းငါမိမငါ့ကိုမှားလာတယ်သွားထိုးခိုင်းတယ်ငါမထိုးရင်ပြန်လာရင်ငါ့ကိုဆူအောင်မယ်ပေါက်တာမပေါက်တာအပတာသွားမထိုးလို့ဆူခံရမှာကျွန်တော်အဲ့တော့ကျွန်တော်ကလည်းဘာလို့လဲအာဒန်လိုပဲကျွန်တော်လည်းသွားရတယ်မောမတ်ကိုညမိုးချုပ်နေပြီသွားပြီးသူလိုချင်တဲ့နံပါတ်တွေကိုပြောတဲ့အတိုင်းထိုးရတယ်ထိုးပြီးပြန်လာတဲ့အခါမှာအိမ်မှာ8နာရီရောက်နေတယ်ကျန်းစာကလကားမဟုတ်ဘူးနော်ကျန်းစာကလကားမဟုတ်အာဒန်နဲ့အေဝါအကြောင်းကိုဖတ်တဲ့အခါမှာလူတွေကအာဒန်ကတော်တော်သုံးကြတယ်အေဝါဘောဘာဖြစ်လို့ငွေရဲ့ခါရောက်ခြင်းတော့မပါသွားလာလေဖတ်တော့ကအပြစ်မြင်ရမှာမဟုတ်လားဒါပေမဲ့အဲ့ဒီအရာကအသက်ရှင်နေဒီနေ့လူတွေကိုသတိပေးနေတာကျွန်တော်တော့မပါသွားပါတယ်ဆိုမှမိမလုပ်လို့ရှိရင်ခိုင်းတာမလုပ်လို့ရှိရင်ကိုယ်ပြန်လာစုမယ်လေအဲ့တော့ကိုယ်မှာဘာဖြစ်လဲမိသားစုမှာအဲ့လိုမျိုးမဖြစ်စေချင်ဘူးကျွန်တော်မှသွားပြီးတစ်ခါထပ်ပြီးတော့အိမ်ထဲရောက်မှအေးနဲ့ပြန်ပြီးတော့ကားထွက်မောင်းဟိုဝေါမထိသွားသူခိုင်းတာကိုလုပ်ပေးတာဖြစ်မဖြစ်ပါဘူးဘာဖြစ်လို့လဲဒါတွေကစာတန်ညာတွေလေစာတန်ကကျွန်တော်တို့ကိုမျိုးစုံတွေးဆောင်တယ်ဇနီးတွေနဲ့လားခင်မိုးနဲ့လားသားသမီးနဲ့လားမိတ်ဆွေနဲ့လားမိသားစုနဲ့လားပတ်ဝန်းကျင်မှာအများကြီးကျွန်တော်တို့ကိုဘယ်လိုမျိုးပျက်စီးဖို့အတွက်စာတန်ကချောင်းမြောင်းပြီးတော့ကြည့်နေတာအဲ့ဒီအချိန်မှာတကွက်လွတ်တာနဲ့တကွက်ပါလာပဲကျွန်တော်တို့ဂယူဆိုင်ပါဒီနေ့ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ပေါ်ပြထားတဲ့တမန်ကျမ်းစာကတကယ်အသက်ရှင်ကျွန်တော်အမြဲတမ်းပြန်ပြီးတော့ကိုယ့်ရဲ့ဖြစ်တဲ့ဟာတွေကိုကျမ်းစာနဲ့ review လုပ်တယ်အမြဲတမ်းပြန်ပြီးတော့ချိန်ထိုးတယ်အသက်တာဘယ်လိုဖြစ်သွားတာလဲကျမ်းစာထဲမှာဘယ်လိုပြောတာလဲတွေ့ကြုံရတဲ့ပြဿနာတွေပေါ်မှာကိုဘာဖြစ်လဲဖခင်နဲ့အမြဲတမ်းကိုအချိန်ယူရတယ်
ခရိယာရဲ့တက်တာအဲ့ဒါကျမ်းမှာဖတ်ရတယ်ဖြစ်လာတဲ့ပြဿနာတွေရှိတယ်ကောင်းကြီးတွေလည်းရှိတယ်အဲ့ကောင်းကြီးတွေရောပြဿနာတွေရောမှဘလို့လဲဘာကြောင့်လဲအဲကြောင့်လို့ကျွန်တော်တို့ရဲ့တက်တာမှာဖျားခင်မရှိရင်ကျွန်တော်တို့ကအနတ္တအားမတန်ဖို့မရှိလူဘာတတ်နိုင်လဲဘာကိုတိဆောက်နိုင်လဲဘလောက်စွာလဲလူတယောက်ရဲ့လှုပ်ဆောင်မှုကအတိုင်းအတာတစ်ခုရှိတယ်ဒါကြောင့်ဆာလံ129ခုမှာအမြဲတမ်းသတိပေးတယ်မိသားစုရဲ့အိမ်တော်ကိုယနေ့ကျွန်တော်တို့ဘယ်လိုတိဆောက်မလဲကိုယ့်ရဲ့မိသားစုအိမ်တော်မှာဘုရားသခင်တိဆောက်တဲ့မိသားစုအိမ်တော်မဟုတ်လို့ရှိရင်တော့လကားပဲဘယ်လိုလှုပ်ဆောင်မှာလဲနေ့မအားညမအားအစာမစားဘဲနဲ့ကြိုးစားပြီးဘလောက်လှုပ်လို့လကားပဲဘုရားပါတဲ့အိမ်တော်တစ်ခုကပျော်ရွှင်မှုမရှိဘူးခုနကျွန်တော်တို့ချင်းမြတ်တာအိမ်တော်ကျွန်တော်ဖတ်သွားတယ်တကယ်ဘုရားသခင်လိုတော်နဲ့ညီတဲ့အိမ်တော်တစ်ခုကိုတွားကြည့်သူတို့ငွေကြေးမရှိလဲပျော်ရွှင်မှုရှိတယ်ဒါရတယ်နော်ကျွန်တော်တို့ဒီလိုဘဝမျိုးတွေကြော်ပြတ်ခဲ့ဘူးလေကျွန်တော်တို့ဇနီးမောင်နှံလည်းအဲ့လိုပဲကျွန်တော်တို့စတုန်းကဇနီးမောင်နှံ2ယောက်ဘာမှမရှိဘူးနတ်တိကျွန်တော်တို့မင်္ဂလာဆောင်မှုအတွက်ကျွန်တော်ရဲ့အိမ်ကနေပြီးဒေါ်လာ400ကျွန်တော်တငယ်ချင်းတွေတင်မောသားတွေကတယောက်ဒေါ်လာ100ကျွန်တော်လက်ဖွဲ့ပြီးတော့ကျွန်တော်လင်မယား2ယောက်ဒါနဲ့စားရအထုပ်လိုက်ထဲကြီးနဲ့စပြီးတော့အုံလိုက်ကျင်းလိုက်ကြီးနဲ့မိသားစုစပြီးတည်ဆောက်ခဲ့တာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့မလုပ်ဘူး။ဖခင်ကိုကျွန်တော်တို့ချီးမွမ်းတယ်။ဖခင်သခင်နဲ့တူလျှောက်လာတယ်။ဘယ်တော့မှနေဘူးတဲ့လူတွေသိတယ်။ခက်ခဲတွေအများကြီးရှိတယ်။ပြဿနာတွေအများကြီးရှိတယ်။လူအချက်တွေအများကြီးရှိတယ်။လုံခြုံခြင်းမရှိဘူး။ဒါပေမဲ့ကျွန်တော်တို့ခရစ်တော်နဲ့ဖခင်သခင်နဲ့အသက်တာကိုလျှောက်ခဲ့တယ်။မိသားစုအိမ်တော်ကိုလျှောက်ခဲ့တယ်။ဒီရောက်လာတဲ့ထိုနည်းတူတယ်ကျွန်တော်တို့အမျိုးတွေကယ်လီဖိုးနီးယားမှာရှိတယ်သူတို့ခေါ်တဲ့နေရာကျွန်တော်မသွားဘူးဒီနေရာကိုဘုရားသခင်ကျွန်တော်ကိုပို့တယ်ဒီနေရာကကျွန်တော်ရဲ့ကောင်းကြီးမင်္ဂလာမြေဖြစ်တယ်လို့ကျွန်တော်ကျွင်းမဲ့ယုံကြည်တယ်ဒါမှမဟုတ်ဒီမျိုးမှာပဲကျွန်တော်2005ခုနှစ်ကတည်းကနေလာခဲ့တယ်ခုချိန်ထိဘယ်မျိုးမှမပြောင်းဘာဖြစ်လို့ဘုရားဂရုတော်ကိုယုံကျွန်တော်ရဲ့တဏှာမှာဘုရားသခင်နဲ့ရှောက်လန်းခဲ့ရတဲ့အခါမှာတွေ့ကြုံခဲ့ရတဲ့အခက်အခဲတွေရှိတယ်။အများကြီးရှိတယ်။ဘုရားသခင်ရှိတော်မှာဒူးထောက်ပြီးမျက်ရည်ကျပြီးဆူတောင်းခဲ့ရတဲ့အချိန်တွေအများကြီးရှိတယ်။အဲ့လိုမပျော်ခဲ့တဲ့နေ့တွေအများကြီးရှိခဲ့တယ်။ဒါပေမဲ့ဒီຢာတွေကိုကျွန်တော်အစွမ်းနဲ့ကြော်ဖြတ်နိုင်ခဲ့တာမဟုတ်ဘူး။ဒီနေ့ကျွန်တော်ကိုယ်ကိုယ်ရဲ့ဘုရားကိုကျွန်တော်အကျွမ်းမဲ့ယုံကြည်တယ်။ကျွန်တော်အစွမ်းစားကိုကျွန်တော်မယုံကြည်ဘူး။ဒါကြောင့်မို့ဖျားကြောင်းထဲမှာကျွန်တော်ရောက်အမြဲတမ်းဒူးထောက်ဆူတောင်းတယ်ဖျားသခင်ရဲ့ကျေးဇူးတော်ကိုတစ်နေ့ပြီးတစ်နေ့တိုးပြီးမြင်ရတဲ့အတ္တတာမှာကျွန်တော်ရဲ့ဘဝမှာဖျားဆိုတာအဓိကဖြစ်လာတယ်ဒီချမ်းမိုက်ကလည်းကျွန်တော်ရဲ့အဓိကဒီထက်ပိုပြီးတော့ထူးဆန်းမကြသေးခင်ကဆရာတယောက်နဲ့ကျွန်တော်ပြန်တွေ့တယ်အဲ့ဆရာတယောက်ကကျွန်တော်ဟိုးလူမျိုးဘဝအသက်16နှစ်လောက်တည်းကကျွန်တော်လေးစားအားထားပြီးတော့အတူယူခဲ့တဲ့ဆရာတစ်ပါးအဲ့ဆရာရဲ့အမှုတော်ဆောင်ကြီးကသူ့အိမ်လေးကတဲအိမ်လေးပြိုတော့မယ်ဘေးထရန်ကြည့်မလားအောက်ကကြမ်းကြီးကြည့်မလားအကုန်လုံးကဟိုဘယ်လိုပြောမလဲလေဝင်ပြီးကျန်းနေရလဲမမြင်ဘူးအာဟာနေပဲဘေးကျူထရန်နေအပေါ်ခေါင်လို့ကြည့်မလားသူကြည့်တဲ့အသင်းတော်ကအကာမရှိဘူးတိုင်နဲ့အမိုးပဲရှိအောက်ကကျန်းရင်းဆိုလဲတဲတွေခဲတွေနဲ့ကျွန်တော်စဉ်းစားတယ်ဒီစီယာဘလို့မျိုးဒီအသင်းတော်ကိုအမှုတော်ဆောင်လာတယ်သူ့အိမ်မှာနေတော့လေသူ့အိမ်မှာကျွန်တော်တို့ကဘာကြောင့်လဲဆိုတော့ဘိုးနေကနေပြီးတော့လူငယ်တောင်ငံနေနဲ့ကျွန်တော်တို့ကိုလွှတ်လိုက်တော့ကျွန်တော်တို့ကအဲ့မှာသွားပြီးတော့အဲ့အသင်းတော်မှာသွားပြီးတော့ခွန်အားဖြည့်ပါဝင်ပြီးတော့ကျွန်တော်တို့အသင်းတော်မှာရှိတဲ့မှုတော်ဆောင်ဆရာနဲ့အသင်းသူအသင်းသားတွေကိုကျွန်တော်တို့မိတ္တာရာပြုတယ်ကျွန်တော်တို့ကြည့်လိုက်တယ်ဝင်ကလေးကဒီဆရာရဲ့အိမ်ကငါတို့၃ယောက်တဲ့နေပြိုသွားမလားအဲ့ဒီရောက်စဉ်းစားမိတယ်ရ
ရိုင်နဲ့တဲလေးရသူတို့လင်မယားနှစ်ယောက်အဲ့တုန်းကသူတို့လင်မယားနှစ်ယောက်နော်ခလေးတော့ကျွန်တော်တွေ့တယ်ဆိုတော့ဆရာလားနေရာပေးတယ်ကျွန်တော်တက်ကြွကြိုးလာမသိဘူးကြိုးရင်လည်းကိုပြဿနာမကောင်းဘူးကျွန်တော်ညကြီးတော့ကျွန်တော်ကြည့်တော့အပေါ်မှာကျယ်ရီလာတွေမြင်နေရတယ်ဘေးကျူထရံကလည်းအပေါက်နေတယ်ဒီဆရာဘလိုမျိုးအမှုတော်ဆောင်တာလဲဒီဆရာဒီလောက်တော့စင်းရဲတာသူ့တင်းတော်ကြည့်လိုက်လို့ရှိရင်လည်းတိုင်ပဲရှိတယ်အမိုးနဲ့တိုင်ပဲရှိတယ်အခါလည်းမရှိဘူးအခင်းကပါလဲသဲနေနဲ့ကြောက်ခဲနေနဲ့အဲ့ဆရာတော်ကြည့်လိုက်သူ့ရဲ့တိုက်ပုံအဖြူလေးတစ်ထည်နဲ့ဒီလိုလေကလုံးဖြူလေးတစ်ထည်ပဲရှိတယ်အဲ့လေကလုံးဖြူကလည်းမဖြူဝါချင်းချင်းဖြစ်နေတိုက်ပုံအင်းကြီးရတယ်ဒီဆရာကိုကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်ဘဝမှာစပြီးတော့လေးသားစရာကောင်းတဲ့အမှုတော်ဆောင်ဆရာတစ်ပါးရဲ့အသက်တာကိုကျွန်တော်မြင်ရတယ်သူချမ်းသာသူမကြွယ်ဝသူဘာမှပိုင်ဘူးအဲ့ဒါသူ့မှာဘာရှိလဲခရစ်တော်ရှိတယ်သူရဲ့အိမ်ကတိုက်ကြီးမဟုတ်ဘူးတဲတူတော့မယ်ဒါပေမဲ့သူ့ရဲ့အိမ်ကိုဘယ်လိုတိဆောက်ပေးနေလဲခရစ်တော်တိဆောက်ပေးနေတယ်ကျွန်တော်အဲ့ဒီဆရာကိုကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်စိတ်နှလုံးသားကအလွန်တိုးထိတာအဘလို့ကျွန်တော်မြို့ပေါ်မှာနေခဲ့တဲ့တွေ့ခဲ့တဲ့တင်းဦးဆရာအမှုတော်ဆောင်နေဆိုတာကဝတ်နေတာကော့နေကြော့နေတာပဲစားလို့ရှိရင်ဆရာကောင်းတဲ့စားတွေပဲစားတာပြီးလို့ရှိရင်အလူဝေနေလို့ရှိရင်တွားကြည့်တနေ့ပြီးတနေ့ဟိုလိုမျိုးဒီလိုမျိုးပုံမြို့ပေါ်မှာတွေ့လာခဲ့တဲ့ဆရာတွေရဲ့အသက်တာနဲ့အမှုတော်ဆောင်တဲ့ဘဝတိဆောက်ပုံနဲ့ယနေ့ကျွန်တော်တွေးခဲ့တဲ့ဒီဆရာရဲ့ဘဝနဲ့အမှုတော်တိဆောက်ပုံကစီနဲ့ရေလိုကွာတယ်။ဟိုဆရာတွေကိုကြည့်လိုက်လို့ရှိရင်ပူလောင်နေတယ်အများအားလိုအပ်နေတယ်။ဟိုဟာလိုတယ်အသင်းတော်မှာဒီဟာလိုတယ်ဟိုဟာကဘလူဟာဒီဟာကလိုတယ်အမြဲဆုံးလိုအပ်တဲ့အရာတွေကိုအသင်းတော်တွေမှာအသင်းသူအသင်းသားတွေမှာပေါ်ပြနေတယ်။ဒါပေမဲ့ဒီဆရာမှမရှိဘူး။ဒါပေမဲ့သူတို့ကဘာပြောလဲလိုအပ်တယ်ဆိုတဲ့စကားတစ်ခုမှသူမပြောဘူး။ဘာကြောင့်လဲ။သူ့ဘဝမှာဘာရှိနေလဲ။ဖျားရှိနေ။သူ့ရဲ့အိမ်တော်ပြိုတော့မယ်။ဒါပေမဲ့ဖျားရှိတယ်သူ့ရဲ့အိမ်မှာ။သူ့အသင်းတော်တွားကြည့်လိုက်လို့ရှိရင်လုံးဝတိုင်လေးတောင်မရှိတယ်။အမိုးပဲရှိတယ်။အခါမရှိဘူး။အခင်းနေလည်းတဲနဲ့ခဲနဲ့ပဲရှိတယ်။ကျွန်တော်တို့ကျွေးတဲ့အစားအစာတော်မှာထမင်းရဲ့ငပိတို့စရာလေးရဲ့ဒါပဲကျွန်တော်စားလာခဲ့တာ။ဒါပေမဲ့ကျွန်တော်တို့ကလည်းဆရာအသားမပေါလားကျွန်တော်တို့မပြောပါဘူး။ပြောစရာလည်းမလိုဘူး။ဒီအချိန်ကြီးမှာကျွန်တော်တို့မြင်တာနဲ့သိတယ်။ဒါပေမဲ့ကျွန်တော်တို့လည်းဝတ်တာအားရနဲ့ပဲဒီဆရာနဲ့အတူတူမိတ္တာရပြုပြီးစားခဲ့ရတယ်။အဲ့ဒီနေ့တနေ့ကကျွန်တော်ဘဝမှာဘယ်တော့မှမမေ့တဲ့နေ့။အမြဲတမ်းကျွန်တော်ဒီဆရာရဲ့အမှုတော်ဆောင်ခြင်းပေါ်မှာကျွန်တော်လေးစားခဲ့ကျွန်တော်အတူယူခဲ့အမှုတော်ဆောင်ကြီးခရစ်ယာန်တယောက်ရဲ့အသက်တာအမှုတော်ဆောင်တယောက်ရဲ့အသက်တာစစ်မှန်တဲ့ခရစ်တော်ရဲ့အလိုတော်နဲ့ညီတဲ့လူတယောက်ရဲ့အသက်တာမှာငွေကြေးဥစ္စာမလို့တနာမလို့ဖျားပဲလို့လေဆိုတော့ကျွန်တော်အဲ့မှာတွေ့ခဲ့ရတယ်အဒီဆရာနဲ့မကြသေးခင်ကကျွန်တော်ပြန်ဆက်သွယ်ရတယ်သူဒီရောက်နေတယ်အမင်းမော်ကြီးကျွန်တော်ဒီရောက်နေတယ်ဟာဆရာရောက်နေတယ်ကျွန်တော်မထင်မှတ်ပဲသူ့ရဲ့ဇနီးတဲ့နဲ့သွားတွေ့တော့စကားပြောရာကနေပြီးတော့အတော်တို့ကားတဲ့အဲ့မနေတာတဲ့အဲ့ဒီမနေတာကျွန်တော်အရန်တန်ဖိုးထားတဲ့မော်ဒယ်သင်းအောင်ဆရာတယောက်ရှိတယ်အဲ့ဆရာကတော့သူပဲသူကကျမမျိုးသားလေဟဲဆရာမမျိုးသားအဲ့တုန်းကဒီလိုလေးဟုတ်တယ်လေကျမတို့လေဘုရားခင်ရဲ့ထူးဆန်းပွေရာအရာကိုကျွန်တော်တွေ့ရတဲ့အခါကျွန်တော်ကိုဒီအရာကပြန်သတိပေးနေဘာကိုသတိပေးတာလဲဒီကျမ်းပိုင်းဒီစီယာအသက်ရှင်ခဲ့တဲ့အဲ့ချိန်တုန်းကတွေ့ခဲ့တဲ့ချိန်တုန်းကသူ့ရဲ့တဲလေးကပြိုတော့မယ်အိုနေပြီးပြက်တော့မယ်နေရင်တော့မှကျိုးတော့မယ်မိုးရွာရင်တော့မှမလုံဘူးဘေးကိုကြည့်မလားခေါင်မိုးကြည့်မလားဒါပေမဲ့သူမကြီးတော့ဘူးပျော်ပဲသူ့အိမ်မှာနေတယ်အမှုတော်ကိုစောင့်တယ်ဘာဖြစ်လို့လဲဖျားနဲ့ပြီးဆောင်နေတာသူ့အသင်းတော်သွားကြည့်လိုက်လို့ရှိရင်ဘာမှအကာအရမရှိဘူးတိုင်လေးချောင်းပဲရှိတယ်
ဒါပေမဲ့ तू ဘာမှလိုအပ်တာတွေဘာတွေသူ့ကိုမှလိုက်မပြောဘာဖြစ်လို့လဲဖျားပြင်ဆင်ပေးတယ်ဆိုတာ तू သိနေတယ်ယနေ့ကျွန်တော်တို့ကြောင့်မနဲ့ပြန်အတွက်အမြဲတမ်းစိုးရိမ်တွေးပူနေတယ်နောက်လာအတွက်နောက်နေ့အတွက်ဘာဖြစ်လို့လဲဖျားမရှိဘူးဖျားမရှိတော့ဘဝတတ္တမှာအနာဂတ်ဆိုတော့ယုံကြည်မရှိဘူးငါတို့မှာအနာဂတ်မှာဘာဖြစ်လိမ့်မယ်ဟိုဟာဖြစ်လိမ့်မယ်ဒီဟာဖြစ်လိမ့်မယ်ဒါကြောင့်ငါတို့ကြိုးစားမယ်ဘယ်လိုလုပ်ရမယ်ဖျားသခင်ရဲ့တတ်နိုင်တော်မူခြင်းဆိုတဲ့အပေါ်မှာကျွန်တော်တို့မေ့ပြီးတော့အသက်ရှင်နေကြတယ်ဒါကြောင့်ထာဝရဘုရားကလည်းမြို့ကိုစောင့်တော်မူနေကင်းဆောင်လို့အချင်းကြီးစောင့်ကြရင်ဘာလုပ်နေကြလဲကျွန်တော်တို့ရဲ့တက္ကသိုလ်မှာအချင်းကြီးလှုပ်ဆောင်နေတဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီအရာတွေကဘာကြောင့်ဘုရားကိုမယုံကြည်လို့ပဲဖြစ်တယ်ဧဘေဩဝါစာခန်းကြီး3ခန်းငယ်4မှာအိမ်မီဒီကားတဲ့တစုံတယောက်သောသူစောက်သောကြောင့်ဖြစ်၏အလုံးစုံကိုစောက်သောသူကဘုရားသခင်ပဲအလုံးစုံကိုစောက်တဲ့ဘုရားသခင်ကျွန်တော်မှမရှိလို့ကျွန်တော်တို့ကိုယ်စွမ်းစားနဲ့ကိုယ်စောက်ဖို့အတွက်ကြိုးစားနေကြတယ်ဒါမှမဟုတ်ကျွန်တော်တက်တာမှာဒီຢာတွေကိုယူဆိုင်ပါတုတ်တန်ကျန်ခန်းကြီး16ခန်းငယ်3မှာကိုပြုသောမှုကိုထာဝရဘုရား၌အလောဒို့ပြုလင်သင်၏ကြံစီလို့တည်လိမ့်မည်ခတ္တိပေးတယ်ဒါပေမဲ့အဓိကကကျမ်းစာမဖတ်တော့ဖျားပေါ်မှာယုံကြည်ခြင်းမိခိုခြင်းအားကိုးခြင်းအားနည်းတယ်ဟိုလူပြောရင်မှန်လို့ဒီလူပြောရင်မှန်လို့ကိုယ်စွမ်းစားတဲ့ကိုယ့်ကိုစူးစမ်းပြီးတော့လူများတွေရှိမှအတူယူနီလန်းတွေယူကိုယ့်ကိုစဉ်းစားစူးစမ်းပြီးတော့ကိုမိသားစုအိမ်ကိုတိဆောက်တယ်ကိုဘဝကိုတိဆောက်တယ်ကိုသားသမီးတွေနေတွေ့လားဘုရားကြီးလူများတွေဒီမှာဆရာဝန်တွေဖြစ်ကုန်ပြီနေတို့လည်းစူးစမ်းဆရာဝန်ဖြစ်အောင်လုပ်ကလေးတွေဘာလုပ်လဲစူးစမ်းခိုင်းတယ်ဖះကိုအားကိုးပြီးတော့မိခိုဖို့ခိုလုံဖို့မိဘတွေမတိုက်ဘူးဘာလုပ်ခိုင်းလဲကြိုးစားခိုင်းတယ်ဖះမပါအဲ့တော့ကလေးတွေကဘာလုပ်လဲကြိုးစားလို့မဖြစ်လာတဲ့ခါကျတော့စိတ်ကြတယ်စိတ်အားငယ်တယ်စိတ်ပြက်လာတယ်ဘာဖြစ်လာနောက်ဆုံးကြိုးစားတော့မဖြစ်လက်ကားပဲကိုယ့်ကိုယ်ပဲဥစ္စာဖြစ်တော့ဖះကိုအားကိုးခြင်းနဲ့စိတ်ကိုမိဘတွေကလည်းမတွေးပြီးတော့သားသမီးတွေကလည်းကိုယ့်ကိုကြိုးစားရမယ်ဆိုတာပဲရှိတယ်နောက်သမီးလေးဖုန်းဆက်တယ်ဖေးတဲ့မိလာမဲ့ဂျာလာရင်းနေကြရင်လည်းအလုပ်အင်တာဗျူးရှိတယ်ဖေးဆူတောင်းပေးပါတယ်ဆူတောင်းပေးမယ်သမီးလို့သမီးရဲ့ live ဘဝကိုဖះကအကုန်လုံးပြင်ဆင်ထားပေးပြီးသားလို့သမီးမကြောက်နဲ့မစိုးရိမ်နဲ့သမီးကြောက်ရဟုတ်တယ်နည်းနည်းစိတ်လှုပ်ရှားမကြောက်နဲ့ဘာလို့လဲသိလားဖះသခင်ကသမီးတွေအလုံးစုံပြင်ဆင်ထားပေးပြီးသွားပြီဒီလောက်ကဘုရားသခင်ပြင်ဆင်ပေးထားတဲ့အလုပ်ဖြစ်သမီးရောက်ရတယ်ဘုရားသခင်ကအချိန်မတန်သေးဘူးမပြင်ဆင်ပေးဘူးမပူနဲ့မရလည်းမပူနဲ့ဝန်းနေတယ်မရှိဘူးဘာလို့လဲဆိုတော့သူ့ရဲ့စာတွေကအများများတယ်ပုံပေါ်တွေကအများများတယ် presentation ဆိုတဲ့ဒီလိုမျိုးစကားပြောပြီးတော့ဖြည့်ရှင်းပြောပြရှင်းပြတာအများများတယ်ဘုရားသခင်ကသူ့ရဲ့အချိန်နဲ့အချိန်လူတွေကိုလှုပ်တာလူတွေကတစ်ခါနေကြလို့ရှိရင်ကိုဘာဖြစ်လဲဖះသခင်ရဲ့လုပ်တဲ့အပေါ်မှာတီးမခံဘူးအချိန်ကိုမဆောင်ဘူးကိုယ့်သဘောနဲ့အတင်းရောက်လုပ်ချင်တယ်ပြောသမီးလေးကိုကျွန်တော်ပြောတာသမီးအလုပ်မရနဲ့ပြဿနာမရှိဘူးနော်အရာကြီးအလုပ်တော့ကိုခေါင်းထဲမှာမတည့်နဲ့မင်းကိုပတ်စံလည်းမလို့ဘာမှကိုယ့်ကိုအေးဆေးဆေးတာနေကိုယ့်ရဲ့ပညာရေးပေါ်မှာစ조사ဒီအလုပ်ကိုသမီးကဆုတောင်းပြီးတော့ဖះသခင်ပေးမယ်လို့ယုံကြည်ပြီးရလို့ရအမေဖះကအချိန်မတန်သေးဘူးရေသမီးရေဆောင်းလိုက်အောင်ဘာမှမဖြစ်ဘူးသမီးဖះခင်နဲ့တွားတာမိဘကတွန်တင်ပေးရတယ်လမ်းပြပေးရတယ်ဟာနေနော်နေခုမာစတာတက်နေပြီနော်ဟာဘက်ချလာပြီးနေပြီနေအလုံးလုံးရတော့မယ်နော်ကျောင်းတစ်ပတ်တစ်ပတ်အမေရိကန်မှာလူတွေကခလေးတွေအလုံးလုံးနေတာခလေးကိုလွဲမားတဲ့လမ်းနဲ့သားသမီးကိုတွန်တင်ဘုရားသခင်နဲ့တွားတဲ့အသက်တာနဲ့ရောင်ရဲခြင်းသီးခံခြင်းဆိုတဲ့စိတ်နှင်းချခြင်းဆိုတဲ့အရာနဲ့တွန်သေးရမယ်စားကိုယ့်ရဲ့သားသမီးမလုပ်လဲအတင်းဟိုလူကဒီလိုပြေးတယ်နေလည်းဒီလိုပြေးရမယ်အတင်းကိုကလိုက်အောင်ဘုရားမပါမိဘတွေကမှားရင်းနဲ့တွန်တင်ချက်တွေနဲ့ကိုယ့်သားသမီးကိုတွန်တင်နေတယ်ဒါကြောင့်မို့လို့ဘာဖြစ်ကိုယ့်ရဲ့မိသားစုအိမ်တော်ကိုတိဆောက်တဲ့ပုံစံတွေလွဲမှားနေတဲ့ယုံကြည်သူတွေကျွန်တော်ပတ်ဝန်းကျင်မှာတွေ့ရတယ်
ကျွန်တော်မိသားစုရဲ့လုံခြုံရေးစီမံကိုပြုလုပ်တဲ့အရာတွေမှာလည်းထိုနည်းတူပဲဖျားမပါဘူးကိုမိသားစုရဲ့ idea နဲ့အစွမ်းစားတက်တတိနဲ့အစင်းစားတွေးခေါ်ပြီးလုပ်နေကြတယ်ဖျားမပါဘူးဒါကြောင့်မလို့ကျမ်းစာပြောတာဖျားမပါလို့ဖျားမတီဆောက်ရင်မင်းတို့ကြိုက်တော့တီဆောက်ချီးနှီးပဲဘာမှကျွန်တော်တို့အကျင့်ကိုမသိပဲကျင့်တဲ့သူကအပြစ်ရှိတယ်တုတ်တန်ကျမ်းခန်းကြီး30ပါခန်းငယ်22ပါထာဝရဘုရား၏ကောင်းကြီးမင်္ဂလာသည်စီးစိမ်ကိုဖြစ်စေပြီးထိုစီးစိမ်နှင့်လည်းဝမ်းနည်းခြင်းအကြောင်းကိုရောနှောတော်မူဘုရားသခင်တကယ်ပေးတဲ့ကောင်းကြီးမင်္ဂလာဖြစ်ရင်အဲ့ကောင်းကြီးမင်္ဂလာကစီးစိမ်ဆိုတဲ့အရာဖြစ်စေတယ်အဲ့စီးစိမ်ဆိုတဲ့အရာကဝမ်းနည်းစရာတွေပူဆွေးစရာတွေအကြောင်းနဲ့ရောနှောခြင်းမရှိဘူးကျွန်တော်သက်တာမှာပြုဆိုင်ပါဒီနေ့ဒီလကကျွန်တော်တို့အသင်းတော်ရဲ့မိသားစုအိမ်တော်ရတ္တပတ်ချီးမွမ်းခြင်းလာဖြစ်တယ်ဒါကြောင့်မိသားစုတွေတစ်နှစ်ပြီးတစ်နှစ်ဖျားသခင်နဲ့တိုးပြီးတော့တိဆောက်တတ်ဖို့မိခင်ဖခင်တွေလည်းဖျားနဲ့တိုးပြီးတော့အသက်ရှင်တတ်ဖို့ကိုယ့်ရဲ့သားသမီးလေးတွေကိုလည်းဖျားကိုခိုးလုံးအားကိုမိခိုတတ်တဲ့သူတွေဖြစ်ဖို့ဒီနေ့ကျွန်တော်တို့တိုက်တွန်းကြပါကိုအားပေးကြနည်းနည်းတော့ရှည်သွားပြီလို့ကျွန်တော်ထင်တယ်။ဒါမှမဟုတ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာကျွန်တော်မိသားစုရဲ့အသက်တာကျွန်တော်တို့အိမ်တော်ရဲ့အသက်တာဒီနေ့ဘာနဲ့ကျွန်တော်တို့တည်ဆောက်နေကြတယ်။ကိုပြန်လဲသုံးသပ်ပါ။ဘုရားသခင်နဲ့တည်ဆောက်တဲ့အိမ်တော်ဒီနေ့ကျွန်တော်တို့မိသားစုကဘုရားသခင်နဲ့သွားလာတဲ့လူလား။တို့မို့ကိုယ်အစွမ်းစားနဲ့ဘေးပတ်ဝန်းကျင်မှာကြည့်ပြီးတော့ဘေးပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့အောင်မြင်ချမ်းသာကြွယ်ဝမှုကိုအားကျပြီးတော့အဲ့ဒီလူတွေလိုက်တဲ့အတိုင်းလိုက်လုပ်နေကြတာဒီကိုစဉ်းကျင်သုံးသပ်ပြီးတော့တက်တာကိုဘုရားသခင်နဲ့တည်ဆောက်တဲ့အိမ်တော်မိသားစုဖြစ်အခုမှစပြီးတည်ဆောက်ကြရအောင်လို့ကျွန်တော်အနေငယ်ပဲတိုက်တွန်းခွန်အားပေးပါတယ်။ဈာနာရသူရောက်စေပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။